မင်္ဂလာပါရှင်ဒီနေ့မှာတော့ကားအသုံးပြုသူတိုင်းသိထားတဲ့ Air filter နဲ့ပတ်သက်ပြီးပြောပြပေးသွားမှာဖြစ်ပါတယ် Air filter ဆိုတာကရိုးရိုးလေးပါပဲနော်သူကပြင်ပကနေဝင်ရောက်လာတဲ့လေထဲကဖုံတွေအမိုက်တွေကိုအင်ဂျင်ထဲကိုမဝင်စေဖို့အတွက်အဓိကသက်ဆင်ပေးတာပဲဖြစ်ပါတယ်ကဲဒီလိုမျိုးသက်ဆင်ပေးရတာဖြစ်တဲ့အတွက်အချိန်ကြာလာတဲ့နဲ့အမျှ Air filter မှာဘာတွေဖြစ်လာနိုင်လဲသိတာပါတယ်နော် Air filter မှာအညစ်အကြေးတွေပိတ်ဆို့လာမှာပဲဖြစ်ပါတယ်ဒီလိုမျိုးအညစ်အကြေးတွေနဲ့ပိတ်ဆို့မှုတွေများလာပြီဆိုရင်တော့အဲ့ဒီပိတ်ဆို့မှုတွေကကားကိုဒုက္ခပေးပါတော့တယ်အဲ့ဒါတွေကတော့စွမ်းဆောင်ရည်ကျဆင်းခြင်းစီပိုစားခြင်းနဲ့ spot back တွေကိုပျက်စီးစေနိုင်ပါတယ်ဒီပြဿနာတွေကိုရှောင်ရှားနိုင်မှုကတော့ရိုးရှင်းပါတယ်နော်ဆူဇကီကအကြံပြုထားတဲ့အတိုင်း Air filter ကိုကီလို3000ဝန်းကျင်မှာပုံမှန်စစ်ဆေးမှုတွေပြုလုပ်ပြီးလဲလှယ်တင်ပါတယ်ဒါကြောင့်ပုံမှန်စစ်ဆေးလဲလှယ်ဖို့ကိုမမေ့ပါနဲ့လို့အသိပေးရင်နောက်ထပ်ဗီဒီယိုမှာဘယ်လိုအကြောင်းအရာလေးတွေကိုဆွေးနွေးပေးရမလဲဆိုတာကို comment မှာရေးသားဖို့မမေ့ပါနဲ့နော်အားလုံးပဲကျေးဇူးတင်ပါတယ်ရှင်